အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ let နဲ့ပတ်သက်တဲ့ဘာသာပြန်ဖို့အမျိုးမျိုးနဲ့သုံးပုံသုံးနည်းတွေကိုကျွန်တော်ဆွေးနွေးပေးပါမယ် let ကတာမန်အဖြစ်ခွင့်ပြုသည်ငှားရမ်းသည်ဒီအဓိပ္ပာယ်တွေထွက်ပေမဲ့လို့ဝါကျရဲ့ပုံစံကိုလိုက်ပြီးတော့ဘာသာပြန်တာတွေကတစ်ခုနဲ့တစ်ခုမတူတာကိုတွေ့ရပါတယ် let ကိုဘာသာပြန်ရမှာလုပ်ခွင့်ပြုတဲ့လုပ်ပြစေမလုပ်ပြစေနဲ့လုပ်ပါစေမလုပ်စေနဲ့လုပ်ကြစို့လုပ်ရအောင်ငှားရမ်းတယ်စသဖြင့်ဒီလိုအမျိုးမျိုးဘာသာပြန်တာကိုတွေ့ရပါတယ်ဘယ်လိုချင်းတွေမှာဘယ်လိုဘာသာပြန်တယ်လဲဆိုတာကျွန်တော်ဒီဗီဒီယိုလေးမှာဆွေးနွေးပြပါမယ်ပထမဆုံး let ရဲ့အသုံးပြုပုံကိုပြောပါမယ် let ကိုဝါကျထဲမှာသုံးတဲ့အခါမှာ let object visito ဒီပုံစံနဲ့သုံးပါတယ် visito ဆိုတာကတော့ verb present form ကို ses မပေါင်းထားတဲ့ပုံစံဖြစ်ပါတယ်အဓိကကတော့ object ကိုလိုက်ပြီးတော့မှဘာသာပြန်တာကွဲလွဲသွားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီ object တွေထဲမှာ me နဲ့ as အဲ့ဒီ object နှလုံးကိုအရင်ဆုံးဆွေးနွေးပါမယ် object နေရာမှာ me ဖြစ်ခဲ့မယ်ဆိုရင်လုပ်ပြရစီ positive sentence အတွက်မလုပ်ပြရစီနဲ့ negative sentence အတွက်ဒီလိုလေးတွေဘာသာပြန်ပါတယ်ဥပမာ let me go ကျွန်တော်သွားပြရစီ let me sit here ကျွန်တော်ဒီမှာထိုင်ပြရစီ let me take a break ကျွန်တော်ခဏနားယူပြရစီအဲ့ဒါလေးကိုကျွန်တော်တို့က don't let နဲ့ပြောလိုက်မယ်ဆိုလို့ချင်းမလုပ်ပြရစီနဲ့လို့ဖြစ်သွားပါတယ် don't let me go ကျွန်တော်မသွားပြရစီနဲ့ don't let me sit here ကျွန်တော်ဒီမှာမထိုင်ပြရစီနဲ့ don't let me play chess with you ကျွန်တော်ခင်ဗျားနဲ့ချက်မကစားပြရစီနဲ့နောက်တစ်ခု object နေရာမှာ us as ကိုသုံးမယ်ဆိုရင်တော့တခုခုတရားလုပ်ဖို့အဖို့ညှိတဲ့အခါမှာသုံးတာဖြစ်ပါတယ်ဘာသာပြန်တာကတော့လုပ်ကြစို့လုပ်ရအောင်ဒါကအလူများသိပြီးသားဖြစ်ပါတယ် let's go သွားကြစို့ let's have our lunch at this restaurant ငါတို့နေ့လည်စာဒီဆိုင်မှာစားကြစို့ဒါမှမဟုတ်စားရအောင်အဲ့လိုဘာသာပြန်လို့ရပါတယ်အဲ့ဒီ me နဲ့ us ကိုဖယ်ပြီးတော့တခြား object တွေနဲ့ဆိုရင်တော့လုပ်ပါစေ positive sentence အတွက် negative sentence အတွက်ဆိုရင်တော့မလုပ်စီနဲ့ let him sleep သူအိပ်ပါစေ let him sleep let him sleep let him sleep let her go သူမသွားပါစေ let the baby play here ကလေးဒီမှာကစားပါစေအဲ့ဒါကိုကျွန်တော်တို့က don't let နဲ့ပြောမယ်ဆိုရင်တော့မလုပ်စေနဲ့လို့ဘာသာပြန်မှာဖြစ်တယ် don't let the children play with fire ကလေးတွေမီးနဲ့မကစားစေနဲ့ don't let the classes drop and break ဖန်ခွက်တွေကျပြီးတော့မကွဲစေနဲ့ don't let the stray dogs come into your garden မင်းတို့ဥယျာဉ်ထဲကိုခွေးလေးနေမဝင်စေနဲ့ subject ပါတဲ့ပုံစံမှာတော့ let ကိုခွင့်ပြုတယ်လို့ပဲဘာသာပြန်ပါတယ် my father let me go to the movie အဖေကကျွန်တော်ကိုရုပ်ရှင်သွားခွင့်ပြုခဲ့တယ် teachers don't let pupils eat anything in classes ဆရာတွေကအကြောင်းသားတွေကိုအတန်းထဲမှာဘာမှစားခွင့်မပြုပါဒီအိမ်နေပါတွေတိုက်ခန်းနေပါတွေငှားတာမျိုးမှာ let ကိုမကြမကြာသုံးတာတွေ့ရတယ် I have let my spare room to a lawyer I've let my spare room to a lawyer ကျွန်တော်ရဲ့ပို့နေတဲ့အခန်းကိုရှင်းနေတယောက်ကိုငှားပြီးသွားပြီဒီပုံစံမှာတော့ကျွန်တော်တို့ကအထက်ကပုံစံနေလို့ let object v1 ပုံစံမဟုတ်တော့ဘူး
ရိုးရိုးတာမန် verb တစ်လုံးသုံးတဲ့ပုံစံမျိုးပဲသုံးသွားတာဖြစ်ပါတယ် okay ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်